American ရင်ငုတ်သင်းဘော်ရီရှိမှအရှက်တကွဲဖြစ်ခဲ့ရတဲ့တရုတ်လေယာဉ်တင်သင်းဘော်ဒီကနေ့မှာတော့ကမ္ဘာအင်အားကြီးဆုံးနိုင်ငံတစ်ခုဖြစ်တဲ့ American နဲ့တရုတ်တို့ရဲ့စီးရေးအင်အားပြိုင်ဆိုင်မှုတွေကြားကအလုံးကုန်မှစိတ်လှုပ်ရှားစရာကောင်းတဲ့စီစဉ်ထုံမှုတစ်ခုကြောင်းကိုတင်ဆက်ပေးသွားကြပါမယ်။လုံခဲ့တဲ့လတော့ကတရုတ်နိုင်ငံကသူတို့ရဲ့အသစ်ဆုံးအကြီးမားဆုံးနဲ့အဆင့်မြင့်ဆုံးလေယာဉ်တင်သင်းဘော်ကြီးဖြစ်တဲ့ဖူကျန်ကိုတောင်တရုတ်ပင်လယ်ထဲမှာအကြီးကျယ်ကုန်မှထုတ်ကြွပြသခဲ့ပါတယ်။လေယာဉ်ပြစ်လို့စမ်းသပ်မှုတွေကတ်တပုတ်စနစ်တွေကိုကဘာကူချပြခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းတရုတ်တို့ကဒီလိုပွဲထုတ်ပြသနေတဲ့အချိန်မှာပဲအနီးနားကဖိလစ်ပိုင်နိုင်ငံစူပစ်ပင်လယ်အော်မှာတော့အမေရိကန်ပြည်တော်စုရဲ့အင်အားအကြီးမားဆုံးနဲ့ကြောင်းမဲ့ဖွဲ့ရအကောင်းဆုံးရေငုပ်သင်းဘောကြီးတစ်စီးဖြစ်တဲ့ USS Ohio ကတိတ်တိတ်ဆိတ်နဲ့ရေပေါ်ကိုပေါ်တက်လာခဲ့တာဖြစ်ပါတယ်။ဒါဟာတိုက်ဆိုင်မှုတစ်ခုတော့မဟုတ်ပါဘူး။ဒါကဘေကျင်းကိုတမင်တကာစိန်ခေါ်လိုက်တာဖြစ်ပါတယ်။အမေရိကန်ကဘေကျင်းနဲ့သတင်းစကားကရှင်းရှင်းလေးပါ။မင်းတို့ရဲ့ရေပေါ်ကစစ်သင်းဘောတွေကဘလောက်ပဲခန်းနာထဲပါနေပါစေ။တကယ်အဆုံးဖြစ်အစစ်မှန်ကရေလိုင်းဒီအောက်မှာပုံရှိုးနေတဲ့အရာတွေကသာပေးလိမ့်မယ်ဆိုတော့ပါပဲ။ဒီ USS Ohio ကဘာကြောင့်ဒီလောက်တောင်မှအရေးပါနေရတာလဲ။ဘေကျင်းကဘာကြောင့်ဒီလောက်တောင်မှစိုးရိမ်သွားရတာလဲ။ဒါကိုကျွန်တော်တို့တစ်ချက်ချင်းစီကြည့်လိုက်ကြရအောင်ပါ။ USS Ohio က Ohio Class အမျိုးအစားပေထိန်ဒုံးကျည်တင်ရေငုပ်သင်းဘောတွေဖြစ်ပါတယ်။သူဟာသူ့ရဲ့မျိုးစားတွေထဲမှာအသက်ကြီးဆုံးတွေကတစည်းဖြစ်တယ်ဆိုပေမဲ့အခုချိန်ထိ American ရေတပ်ရဲ့အကြောင်းမဲ့ဖွဲ့ရအကောင်းဆုံးစစ်သင်းဘောတွေကတစ်ခုဖြစ်ရှိနေတော့မယ်ဖြစ်ပါတယ်။ Ohio ကိုမူလက1982ခုနှစ်စေကတုံကနျူကလ িয়ার ထိပ်ဖူးတွေတည်ဆောင်တဲ့ ballistic ဒုံးကျည်ရေငုပ်သင်းဘောဖြစ်တည်ဆောက်ခဲ့ကြတာပါ။ဒါပေမဲ့2002နဲ့2006ခုနှစ်ကြားမှာ American ရေတပ်ကသူ့ကိုအကြီးကျယ်အသွင်ပြောင်းလဲလာခဲ့ပါတယ်။အထက်ကနျူကလ িয়ার ဒုံးပြန်ပြုံ24ခုကိုဖယ်ရှားခဲ့ပြီးတော့အဲ့ဒီနေရာမှာတမန်ယူချ Tomahawk ဒုံးပြန်စုပေါင်း154စင်းထိကိုမှတည်ဆောင်နိုင်အောင်ပြောင်းလဲတက်ဆင်ခဲ့တာပဲဖြစ်ပါတယ်။154စင်းဆိုတဲ့ရေအတွက်ကနိုင်ငံငယ်လေးတွေရေတက်အင်အားတစ်ခုလုံးထက်တာမှများပါတယ်။ Tomahawk ဒုံးပြန်တစ်စင်းချင်းစီကမိုင်1000ကီလိုမီတာနဲ့တွက်မယ်ဆိုရင်တော့1600အကွာဝေးကပြစ်မှတ်တွေဥပမာရန်သူရဲ့ကိုကေရေးစကန်တွေလေတက်စကန်တွေရေတက်ချေဆိုင်စကန်တွေကိုတိကျစွာနဲ့ပြစ်ခတ်နိုင်တာဖြစ်ပါတယ်။ဒုံးပြန်တွေတင်မဟုတ်ပါဘူး။သူ့ရဲ့ဒုံးပြန်ပြုံတစ်ခုကို American ထူးတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ Navy Sister ဖွဲ့ဝင်66ယောက်ထိကမှလိုဝက်သေးဆောင်နိုင်တဲ့အခန်းတွေဖြစ်ပြောင်းလဲထားပါသေးတယ်။ဒါကြောင့်မလို့လေ Ohio ကတိုက်ခိုက်သင်းမော်တစီဖြစ်တယ်လို့ရန်သူနယ်မြေတွေကိုထူးတပ်ဖွဲ့ဝင်တွေလိုဝက်ပို့ဆောင်ပေးနိုင်တဲ့ဗတ်စုံသုံးစစ်သင်းမော်တစ်ခုလည်းဖြစ်ပါတယ်။သူရဲ့နျူကလ িয়ার တပ်ပေါင်းဖို့ကြောင့် USS Ohio ကရေအောက်ထဲမှာလာပေါင်းများစွာငုံရှုံးနေနိုင်တာဖြစ်ပါတယ်။သူကိုကန်တက်ထားနိုင်တာဆိုလို့သင်းမော်သားတွေအတွက်ရိတ်ခါလိုအပ်ချက်တစ်ခုလည်းပဲဖြစ်ပါတယ်။သူပုံချနေတဲ့ရေသူ့ကိုဘယ်သူကမှရှာဖွေတွေ့ရှိနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်မလို့လေဒီလိုလုံးဝရှာမတွေ့နိုင်တဲ့ရေငုပ်သင်းဘောကြီးတစ်စီးကတရုတ်ရဲ့ဖူးကျန်သင်းဘောကြီးပွဲထုတ်နေတဲ့ချိန်မှာလူမြင်ကွင်းမှာတင်မတကထွက်ပြလာခဲ့တာကတာမန်ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ဒါကမင်းတို့ရဲ့လှုပ်ရှားမှုတွေကိုတုံ့ပြန်ဖို့အသင်မဲဆိုတဲ့သတင်းစကားတွေကိုတင်မတကပေးပို့လိုက်တာပဲဖြစ်ပါတယ်။တစ်ဖက်မှာလည်းတရုတ်ရဲ့ဖူးကျန်လေရင်တင်သင်းဘောကတကယ်ပဲအထင်သေးလို့မရပါဘူး။ဒါကတရုတ်ရဲ့ရေတက်အင်အားကိုကမ္ဘာစစ်မီအောင်မြင့်တင်လို့တဲ့ဂျီမန်ကျဲရဲ့အထွတ်ထိပ်ပဲဖြစ်ပါတယ်။ဖူးကျန်ကတန်ချိန်8000ခန့်ရှိပြီးတော့ American လေရင်တင်သင်းဘောကြီးတွေအရွယ်စားနဲ့ရှင်းနိုင်ပါတယ်။သူရဲ့ထူးခြားဆုံးချက်ကအရင်တရုတ်သင်းဘောတွေလိုလေရင်ပြန်တက်ဖို့ကုန်းရှော့စနစ်ကိုမတုံးတော့တာပဲဖြစ်ပါတယ်။ဖူးကျန်မှာက EMAS လို့ခေါ်တဲ့လက်စစ်တန်လိုက်လေရင်ပြစ်လို့စနစ်ကိုတုံးထားတာဖြစ်ပါတယ်။ဒါက American ရဲ့နောက်ဆုံးပေါ်လေရင်တင်သင်းဘောတွေမှာပဲတုံးတဲ့နည်းပညာမျိုးဖြစ်ပါတယ်။ဒီစနစ်ကြောင့်မလို့ဖူးကျန်ကအရင်ကထက်ပိုပြီးတော့လေးလံတဲ့လေရင်တွေဥပမာအနေနဲ့ပြောရမယ်ဆိုရင်လက်နက်တွေလောင်စာဆီတွေကိုပိုတင်နိုင်တဲ့လေရင်တွေကိုပြစ်လွတ်နိုင်သွားပြီဖြစ်ပါတယ်။အဲဒီစတင်ဘာလစမ်းသပ်မှုမှာဖူးကျန်ကသူ့ရဲ့ J35 ကိုပြောက်တိုက်လေရင်နဲ့ KJ700 Jordan 3 ဘေးလေရင်တွေကိုအောင်မြင်စွာနဲ့ပြစ်လွတ်ပြနိုင်ခဲ့တာဖြစ်ပါတယ်။တရုတ်မီဒီယာတွေကဒါကိုကြီးကျယ်ဂုဏ်ပြုခဲ့ပြီးတော့ American နဲ့သူတို့ရဲ့ရေတပ်ကွာဟချက်ကမရှိတော့ဘူးလို့ကြွေးကြော်ခဲ့ကြတာပဲဖြစ်ပါတယ်။တရုတ်ကဘာကြောင့်မလို့ဒီလိုချိန်ကိုက်ထုတ်ကြွခဲ့ရတာလဲ။သူတို့ရဲ့ယင်းနှီးဆုံးမဟာမိတ်ဖြစ်တဲ့ရုရှားကယူကရိန်းစစ်ပွဲမှာနှစ်ပေါင်းကြာရှည်စွာနဲ့နစ်မုန်းနေတဲ့အချိန်မှာ American ကအခြားကမ္ဘာနေရာတွေမှာဩဇာတုံးနေတဲ့အချိန်မှာတရုတ်အနေနဲ့ကမ္ဘာကအတန်ထွက်ရဲလောက်မှာမဟုတ်ဘူးလို့အထင်သေးခံလာရတာဖြစ်ပါတယ်။ဒါကြောင့်မလို့လေတရုတ်ရဲ့စီးပွားရေးကမလကာရေကြားကကုံသွဲမှုအပေါ်မှာအလုံးမင်းကုန်မှမိခိုနေရတာဖြစ်ပါတယ်။ဒါကြောင့်မလို့လေဖူကျန်ကိုထုတ်ကြွားလာတာကအင်ဒိုပစိဖိတ်ဒေသကိုကမ္ဘာကအာရုံပြန်ဆိုင်လောင်လုပ်ပြီးတော့အမေရိကန်ကိုထိုင်ဝမ်ကိစ္စကနေလက်ရှာမှုတတိပေးလိုက်တဲ့သဘောပဲဖြစ်ပါတယ်။ဒီနေရာမှာအမေရိကန်ရေတပ်ရဲ့ USS Ohio ရဲ့တုံ့ပြန်မှုကိုကြည့်လိုက်ကြရအောင်ပါ။ USS Ohio ကဖူကျန်သွားလာနေတဲ့တောင်တရုတ်ပင်လယ်တွေကနေရတဲ့မိုင်900လောက်ပဲဝေးတဲ့ဖိလစ်ပိုင်စူပစ်ပင်လယ်အော်မှာရေပေါ်တက်ပြလာခဲ့တာဖြစ်ပါတယ်။ရှင်ကုန်သင်းဘော်ဒီစီအတွက်မိုင်900ဆိုတာကဘေးချင်းကက်လျက်လိုပါပဲ။
တကယ်တော့ OIU ကတရုတ်ရဲ့လှုပ်ရှားမှုတွေကိုတည်င်းပတ်ပေါင်းများစွာဘယ်သူမှမသိဘဲနဲ့အနိကစောင့်ကြည့်နေခဲ့ပြီးမှမဟာဗျူဟာရအထီရောက်ဆုံးဖြစ်မဲ့အချိန်ကိုရွေးပြီးတော့ရေပေါ်တက်ပြလိုက်တာဖြစ်နေပါပြီပထမအဆုံးအနေနဲ့ရေးကြီးဆုံးကတော့အမေရိကန်ရင်ငုတ်သင်းဘောတွေကတရုတ်ကသူတို့ရဲ့အိမ်နောက်ဖေးလို့သတ်မှတ်ထားတဲ့ရေပြင်မှာဘယ်သူမှမသိအောင်မမြင်နိုင်အောင်လွတ်လပ်စွာနဲ့လှုပ်ရှားနိုင်တယ်ဆိုတာကိုတက်သိပြလိုက်တာပဲဖြစ်ပါတယ်တရုတ်ကရင်ငုတ်သင်းဘောတိုက်ဖြတ်ရေးမှာဘလောက်ပဲရင်းနှီးမြှုပ်နှံထားပါစေ AI နည်းပညာတွေကိုသုံးနေပါစေ OIU ကိုတော့ရှာမတွေ့ခဲ့ပါဘူးဒုတိယချက်ကတော့လေရင်တင်သင်းဘောတွေကဘလောက်ပဲခဏပါစေသူတို့ကရန်သူအတွက်အလုံးကုန်မှကြီးမားတဲ့ပြစ်မှတ်ကြီးတွေလိုပါပဲ OIU ပေါ်မှာပါတဲ့ Tomahawk ဒုံးပြက်154စင်းကတကယ်တမ်းတိုက်ခိုက်ဖို့ဖြစ်လာခဲ့မယ်ဆိုရင်တော့တရုတ်တွေကရင်ငုတ်သင်းဘောရှိမှန်းတာမှမသိခင်မှာဖူးကျန်နဲ့သူ့ရဲ့အဆောင်ရှောက်သင်းဘောအုပ်စုတစ်ခုလုံးစီကိုဥတီပြန်တန်းသွားနေတာဖြစ်ပါတယ်ခင်မီဒုံးပြန်တွေကအစင်းမြင့်ဆုံးကာကွယ်စနစ်တွေကိုတော့မှထိုးပေါက်နိုင်ကြပြီးတော့ရင်ငုတ်သင်းဘောရဲ့ကိုပြောက်စွမ်းရည်ကသူ့ကိုပထမဆုံးပြစ်ခတ်နိုင်စွမ်းကိုပေးထားတာဖြစ်ပါတယ်တတိယချက်ကတော့ OIU ကဖိလစ်ပိုင်ရဲ့စူပစ်ပင်လယ်အော်မှာပေါ်လာတာကအမေရိကန်နဲ့ဖိလစ်ပိုင်မဟာမိတ်ဆက်ဆံရေးကဘယ်လောက်ထိတောင်မှခိုင်မာလဲဆိုတာကိုပြသလိုက်တာဖြစ်ပါတယ်ဖိလစ်ပိုင်ကအမေရိကန်ကိုသူ့ရဲ့မြေပေါ်မှာ ADCA သဘောတူညီချက်ရပေးထားတာကြောင့်တရုတ်ရဲ့ရေပိုင်နက်တွေကိုထိရောက်ရောက်ဝိုင်းပတ်ထားနေတာဖြစ်ပါတယ်တရုတ်အနေနဲ့လေရင်တင်သင်းဘောတွေတိုက်လေရင်တွေလို့ဓာတ်ပုံရိုက်လို့ကောင်းတဲ့ဝါဒပြက်လို့ကောင်းတဲ့လူမြင်သူမြင်ရှိတာတွေကိုအဓိကတိစောင့်နေတာဖြစ်ပါတယ်အမေရိကန်ကတော့ရင်ငုတ်သင်းဘောစိုက်ဘာစစ်စင်ရေးအကာတာအယုံခံစနစ်တွေလို့ချက်ချင်းမမြင်နိုင်ပေမဲ့မဟာဗျူဟာရပို့ပြီးတော့ထိရောက်တဲ့အင်အားတွေမှာဆက်လက်ရင်းနှီးမြှုပ်နှံထားတာဖြစ်ပါတယ်အမေရိကန်ရေအောက်စွမ်းရည်ကအလွန်ကုန်မှကြီးမားလွန်ပါတယ်သူတို့မှတိုက်ခိုက်ရင်ငုတ်သင်းဘော90ကျော် OIU လို cross drone ပြန်တဲ့ရင်ငုတ်သင်းဘောက4စီးနဲ့ nuclear drone ပြန်တဲ့ရင်ငုတ်သင်းဘောက14စီးလောက်ကိုမှရှိပါတယ်ဒီအင်အားစုကြီးကကမ္ဘာသမုဒ္ဒရာတွေဘယ်နေရာမှာမဆိုလွတ်လပ်စွာနဲ့လှုပ်ရှားနိုင်ပြီးတော့တရုတ်ရဲ့လေရင်တင်သင်းဘောတွေကိုအမြဲတမ်းချင်းချောက်မှုဖြစ်နေတာဖြစ်ပါတယ်ဒီပညာပိုင်းကကြည့်ရမယ်ဆိုရင်လေ Fujian Emerald တို့ J35 တို့ကအသေးဆက်စမ်းတက်နေတော့ဆင်မှာပဲရှိပါသေးတယ်။ American လေတင်သင်္ဘောတွေပေါ်က F-35C တွေ A2 Hawkeye တွေကတော့စေစုနှစ်ပေါင်းများစွာတကယ်စစ်မြေပြင်တွေမှာအတွေ့အကြုံတွေကိုရှေ့ပြီးသားပဲဖြစ်ပါတယ်။ဒီချက်တွေအားလုံးကထိုင်ဝမ်ကိစ္စအတွက်အလုံးကုန်မှအရေးကြီးပါတယ်။တရုတ်ကထိုင်ဝမ်ကိုကျူးကျော်ဖို့ကြိုးစားရင်သူတို့ရဲ့ကျူးကျော်ရေးသင်္ဘောအုပ်စုကြီးကိုကာကွယ်ဖို့ဖူးကျန်ကိုတုံးရပါလိမ့်မယ်။ဒါပေမဲ့လည်းအဲ့ဒီရဲ့သင်္ဘောအုပ်စုကြီးတစ်ခုလုံးကို American ရဲ့ Ohio class နဲ့ Virginia class ရေငုတ်သင်္ဘောနေငယ်ကထိုင်ဝမ်ကိုမရောက်ခင်မှာပဲလုံးဝဖြုတ်ခွင်းဖျက်ဆီးနိုင်တာဖြစ်ပါတယ်။ဒီကုန်းချုပ်ရမယ်ဆိုရင်တော့2025ခုနှစ်စက်တင်ဘာလမှာဖြစ်ပွားခဲ့တဲ့ Ohio နဲ့ Fujian တို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုတွေကအင်ဒိုပစိဖိတ်ရေတပ်ပြိုင်ဆိုင်မှုတွေရဲ့အခြေအနေမှန်ကိုရှင်းရှင်းလင်းလင်းနဲ့ပြသလိုက်တာပဲဖြစ်ပါတယ်။တရုတ်ကမြင်သားတဲ့ရေပေါ်စစ်သင်္ဘောကြီးတွေကိုအားတိုင်းမှန်တမ်းနဲ့တိစောက်နေတဲ့အချိန်မှာအမေရိကန်ကတော့အရေးကြီးဆုံးနယ်ပယ်ဖြစ်တဲ့ရေအောက်စစ်ပွဲကိုသူ့ရဲ့လက်ထဲမှာခိုင်ခိုင်မာမာစုပ်ကင်ထားစေပဲဖြစ်ပါတယ်။တရုတ်ကသူတို့ရဲ့ဝါဒဖြန့်ချီရေးအတွက်လေတင်သင်္ဘောကြီးတွေကိုဓာတ်ပုံလှလှလေးတွေရိုက်ပြနိုင်နေပေမဲ့ဘယ်သူမှမမြင်နိုင်တဲ့ရေငုတ်သင်္ဘောတွေကသာမဟာဗျူဟာချင်းခွင်ရှာကိုမတကယ်ထိန်းချုပ်ထားတာပဲဖြစ်ပါတယ်။ Ohio ရဲ့ပေါ်ထွက်မှုကအမေရိကန်ရဲ့မဟာဗျူဟာမြောက်စိတ်ရှည်မှုနဲ့တိကျတဲ့တုံ့ပြန်နိုင်စွမ်းကိုပြသလိုက်တာပဲဖြစ်ပါတယ်။တရုတ်ကလေတင်သင်္ဘောတွေကိုကြိုက်တဲ့လောက်တိစောက်နိုင်ပါတယ်။ဒါပေမဲ့သူတို့မှရေငုတ်သင်္ဘောပြဿနာကိုဖြေရှင်းနိုင်မဲ့နည်းလည်းမရှိသေးရဲ့အဲ့ဒီရဲ့လင်းတင်သင်္ဘောကြီးတွေကအမြဲတမ်းအနေနဲ့ကြားကနေပြက်မှတ်ကြီးတွေဖြေရှင်းနေမှာဖြစ်ပါတယ်။သူတို့ရဲ့သင်္ဘောသားတွေကသူတို့ရဲ့သင်္ဘောမှာအမေရိကန်ရေငုတ်သင်္ဘောတစ်စီးကစောင့်ကြည့်နေလိမ့်မလားအသင်ပဲစောင့်နေမလားဆိုတာကိုအမြဲတမ်းတွေးကြောက်နေရမှာဖြစ်ပါကြောင်းတင်ပြရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။